အားလုံးပဲမင်္ဂလာပါကျွန်တော်ခုမှတော့ CTK ဆိုတဲ့ source ကိုကျွန်တော်ယူသွားမှာပဲဖြစ်ပါတယ်ကဲ video လေးကိုစားလိုက်ကြစို့ okay အရင်ဆုံးမန်ရှင်းကိုလာရမယ်ပေါ့မန်ရှင်းကိုလာယူရရင်မန်ရှင်းကနေပြန်ထွက်လိုက်ပါ okay အနားမှာတိုက်ကြီးရှိတယ်ကဲငါပြောလိုက်တယ်ခုနကရှုပ်သွားတယ်ထင်တယ်ထားလိုက်တော့ okay အရှိမဒီမှာအကောင်တွေ့ပြီ oh my god ဒီကောင်နဲ့စကားပြောလိုက်ပေါ့ okay yeah good luck တဲ့ကံကောင်းပါစေတဲ့โอ้ยဒီနားလေးမှာတကားကြီးပွင့်သွားတယ် yeah အဲ့ဒါဝင်လိုက်မယ်တကားထဲမှာစာရွက်နှစ်ခုရှိရယ်တစ်ခုကနှစ်သားတစ်ခုကနှစ်ဆိုးဆိုလိုတာကယာမာနဲ့တူရှိတာလို့ပေါ့ okay နှစ်ဆိုးအရင်သွားမယ်ဒီယာမာရဲ့ပထမမစ်ရှင်ကဘာလို့ခိုင်းလဲဆိုတော့ဟိုက်ဒရာတွေကရှိရဲ့ဇုံမီရှစ်ကောင်ရဲ့ damage ကိုခံရမှာပဲဖြစ်ပါတယ် oh my god ကဲကျွန်တော်ဟိုက်ဒရာရောက်ပြီဘယ်နေရာကိုသွားမလဲဆိုတော့ယာမာယူတဲ့နေရာကိုသွားမှာပဲဖြစ်ပါတယ် okay ကျွန်တော်တို့သွားလိုက်မယ်ဒီကောင်တွေရဲ့ရှေ့ရောက်စာ damage ကိုခံမှာအလူကက်ဖက်ကမန်ကိုရမှာပဲဖြစ်ပါတယ်အဲ့ဒါရမှာ CTK ယူလို့ရမှာပေါ့ကျွန်တော်မရလိုက်ပါဘူးထပ် try မယ်ဗျာကဲအလူကက်ဖက်ကမန်ကိုတော့ရသွားပြီဒါတခုပဲရှိသေးရဲ့ပေါ့နောက်ထပ်5ခုလိုသေးတယ်အဲ့ဒါမှ CTK ကိုရမှာပေါ့ကဲ oh my god အလူကက်ဖက်ကမန်လေး okay ကျွန်တော်တို့ခုနနေရာစီပြန်သွားမယ်ပေါ့ယောရောက်ပြီကျွန်တော်တို့ဒီ let's go ကဲကျွန်တော် mission တစ်ခုထပ်ယူမယ် yeah ဒီတကူကကြတော့IMB Indra ဆင့်ခေါ်လိုက်ရင်ဗျာအဲ့လိုမျိုးမြူကိုတွေဆိုင်းဝါတလို့ဖြစ်သွားတာဗျာအဲ့ဒါကိုမှဗျာ NPC တွေဗျာခရမ်းရောင်အလုံးလေးရှိရဲ့ NPC တွေလိုက်တက်ကမှာဗျာဒါတော်တော်ခက်တယ်ဗျာကဲအရှိမတွေးတဲ့အတိုင်းပဲခရမ်းရောင်အလုံးလေးရှိတဲ့ NPC တွေပေါ့ဗျာNPC ကိုလိုက်တက်ရမှာဗျာကျွန်တော်တို့ကကျိုးတိုင်းမှာလည်းရှိတယ်ဘယ်လိုမျိုးလဲဆိုတော့ Cake Island ဆို Cake Island Green Tree ဆို Green Tree Green Tree မဟုတ်တော့ Great Tree okay ဘယ်လိုမျိုးလဲဆိုတော့ကျွန်းတစ်ခုမှာ level ဖမ်းဖို့ NPC တွေရှိတယ်NPC တွေမှာခရမ်းရောင်အလုံးလေးရှိနေပါတယ်ဟုတ်ပါတယ်ကျွန်တော်ခရမ်းရောင်အလုံးလေးရှိရဲ့ NPC တွေကိုလိုက်တက်ရမှာပဲဖြစ်ပါတယ်ဘယ်လိုလို့ကိုပြောဦးမိနေတာယာမှာ Mastery 350နဲ့တူရှိတာ Mastery 350မှာ CTK ကိုလုံးလို့ရမှာပဲဖြစ်ပါတယ်ကျွန်းတစ်ခုလုံးရဲ့ NPC တွေကိုအကုန်တက်ပြီးသွားဆိုရင်နောက်တစ်ကျွန်းပြောင်းဖို့အကြံပြုပါတယ်အဲ့လိုမျိုးမဟုတ်ရင်ကျွန်တော်တို့တွေအလူကတ်ဖက်ကမန်ကိုမရပါဘူးဘာလို့လဲဆိုတော့ခန်းရောင်အလုံးလေးကတစ်ခါတက်ပြီးသွားရင်နောက်တစ်ခါပြန်မပွင့်တော့ဘူးဗျာအဲ့အကြောင်းကျုံးပြောင်းအောင်မယ်ပေါ့အခုရောက်နေတာကတော့မဆလာအိုင်းလန်ပဲဖြစ်ပါတယ်။မဟုတ်ပါဘူး။ချောကလက်အိုင်းလန်မဟုတ်ပါဘူး။ကိတ်အိုင်းလန်ဟုတ်လားကိတ်အိုင်းလန်လား။ Okay ဟုတ်တယ်။ဒီမှာကြည့်လိုက်ဗျာခရမ်းရောင်အလုံးလေးမရှိနေဘူး။ Okay ဒီအိုင်းလန် NPC တွေကိုလိုက်ရှာရမယ်။ခရမ်းရောင်အလုံးလေးရှိနေတဲ့ NPC လေးပေါ့ဗျာ။ကဲဒီမှာမရှိပါဘူး။နောက်အိုင်းလန်တို့ let's go ။ကဲမင်းတို့တွေ့ပြီပေါ့။ Okayကျုံးလိုက်ကြစို့ရော့3ကောင်ပေါ့အဓိကကံကောင်းရင်ရတယ်ကံမကောင်းရင်မရဘူးပေါ့ဗျာโอเคရှာလိုက်မယ်ဟိုမှာတွေ့ပြီရဲ9ကောင်ညစုပေးတာကျေးဇူးပဲကွာရော့အတင်စားရုံနဲ့ရဲမရဘူးโอเคသွားမယ်ဟိုနားမှာရှိသေးတယ် let's go ဝေးဟိုမှာတွေ့ပြီရော့အဓိက3ကောင်ပဲဟိုကောင်လေးကဟက်ကာလေးကွာကဲဒီတခါလည်းမရသေးပါဘူး let's go to နောက်တနေရာအရှိမရှိလောက်မယ်ထင်တယ်ရဲရှိတာဗောရော့ဒီကောင်နေတေးပြီး3ကောင်လုံးကြာမလားတော့မသိဘူး no မရဘူး okay အောက်မှာရှိသေးတယ်ရော့ဝဲနောက်တစ်ကောင်တွေ့ပြီဒီမှာဒီကောင်ကပုံးနေတာငါလည်းကြောင်ပြောက်နေတာဟာရော့ကဲမရပါဘူးโอเคကျွန်တော်တို့စုံသွားပါပြီဒီ island ကရှိရဲ့ NPC တွေအကုန်တက်ပြီးသွားပြီဆိုတော့နောက် island တို့ဆက်သွားမယ်ဗျာအခုရောက်နေတာကတော့ Great Tree ပဲဖြစ်ပါတယ်အဲ့မှာခရမ်းရောက်အလုံးလေးရှိတဲ့ NPC တွေကိုကျွန်တော်ရှာပြီးလိုက်တက်ပါတယ်
ကဲဒီတစ်ခါလည်းမရပါဘူး let's go to နောက်တစ်နေရာကဲအခုရောက်နေတာကတော့ဘုံဝိုင်းလမ်းပဲဖြစ်ပါတယ်ကျွန်တော်ဒီဗီဒီယိုကိုတင်ပေးလိုက်တဲ့အကြောင်းကတော့ CTK မြူတက်တဲ့ Blue တို့အတွက်ပဲဖြစ်ပါတယ် yeah ဟုတ်ပါတယ် CTK ယူရတာတရက်ကနေ2ရက်ပဲအချိန်ပေးရပါတယ်ကဲကျွန်တော်လီတော်ပေါ်တာပဲဗျာ okay ဒီတစ်ခါရမလားတော့မသိဘူးကဲဒီတစ်ခါလည်းမရပါဘူးအောက်ထပ်အကောင်တွေတွားကြိတ်မယ်ဒီတစ်ခါနောက်ဆုံးပွဲလို့ထင်တယ်ကျွန်တော်ခန်းရောက်ရှိတဲ့ NPC တွေအကုန်လုံးကိုတက်ပြီးသွားပါပြီရမလားတော့မသိဘူးအိုးရသွားပြီ okay နောက်ထပ်ယာမာရဲ့ mission တစ်ခုဆိုတာနဲ့ယာမာ mission ကအကုန်ပြီးသွားပါပြီ yeah သွားမယ် let's go ကဲဒီနေရာတော့ရောက်ပြီ okay နောက်ဆုံးတစ်ခုပဲဒီတစ်ခုက soul reaper ဆိုတဲ့ဘောတက်တာခံမရမှာပါနည်းနည်းတော့စားရတယ်နော် okay သွားမယ်ကဲ soul reaper ဆိုတဲ့ဘောကိုဆင်းခေါ်ဖို့ဒီဘဲလေးနဲ့အလဲထက်လောက်ရပါတယ်ဒီကောင်ငါ့ကိုပေးမလားတော့မသိဘူး okay မင်းကောင်ဘာပေးမလဲနောက်တစ်ခု yeah fuck man okay ပါ oh my god မင်းစားရည်တောက်လို့ရတာပဲနောက်တစ်ခု yeah fuck man ငါ့ကိုပေးလိုက်ပါတော့ကွာလောက်ပါ please ဝေး oh my god yeah 2 EAP ဘာမှသုံးစားလို့မရဘူးနောက်တစ်ခု yeah အပစံလား oh my god no fuck man နဲ့လာကွာနောက်တစ်ခု oh my god fuck man yeah မရတော့ပါဘူးကူးရောင်းက2နာရီစောင့်ရပါမယ် okay ခဏစောင့်လိုက်မယ်ကဲကူးရောင်းလေးပြည့်သွားပြီပြန်ထွားမယ်ယိုးဟျောင်ပေးပါ please yeah fuck man yeah ပိုက်ဆန်လား oh my god fuck man okay အဆင်ပြေတယ်စောစောပြီးရင်ပိုကြိုက်တယ်ဗောဗျာပိုက်ဆန် okay ပါ yeah မပြောတော့ဘူးလို့ okay မင်းကောင်ပေးလိုက်တော့ကွာ yeah fuck man ဘာလုပ်လို့မရဘူး fuck man တွေပဲပေးနေကွာ oh my god ရောင်ရသွားပြီဟာ okay ကဲ sorry ပါဆိုတဲ့ဘောကိုဆင်းခေါ်လိုက်မယ် let's go yeah okay သွားမယ်ချစ်သားလေးမင်းကောင်ဒမ်းမိတ်ပေး yo ပေးလိုက် yeah မြန်ပေးဟွာရောဒီကောင်မြစ်တောင်နေဟာ Justin ကဲဒီလိုပေါ်ရပါပြီအမှဘယ်နေရာမှန်းမသိတဲ့နေရာယူရောက်သွားလိုက်ပါမယ် okay အမှမီးတိုင်လေးတွေကိုမီးထိုးမေးရမယ်ပေါ့ yeah okay အမှမီးထိုးလိုက်အမှဘာကောင်လေးတယ်မသိဘူးအယိုးကြောက်လေးစပွန်းလာပါတယ်စကလက်တန်အကောင်နေကျွန်တော်တို့တတ်ရပါမယ် yes sir တခုပြီးပြီဆိုနောက်တစ်ခုလိုက်ရှာရမယ်ဘယ်မှာလဲဩဒီမှာတွေ့ပြီဖ yeah 5ကောင်ပဲ yes sir ရော့အားရောင်ရေမိုးကျိုးကပြစ်သေးတယ်ဘာတော့ငါဒီနေရာရောက်နေတာမိုးကျိုးကပြစ်သွားတယ်တဲ့ကဲဒီကောင်5ကောင်ရှော့ပြီရေးရှော့ပြီမြန်ရှော့ဘာလို့5ကောင်ထပ်ပေါ်လာဟာယောဘယ်ကောင်ကြီးယုံ oh my god ယောဟာယောဘာတော့ဟာယောဒီမှာငါတကောင်တည်းရှိရမှာမဟုတ်ဘူးလားငါအနေနဲ့တီးလိုက်ရပြီကွာဒါဟက်ကာရဲ့လက်ချက်ပဲဟုတ်တယ်မေဘေးဟက်ကာ okay နောက်တစ်ခုဆက်သွားမယ် yeah ဒီကားဆိုရင်ဘောပါပေါ်လာပြီပေါ့ဒီရဲအကောင်တွေအကုန်တက်ပြီးွားဆိုရင်အမှတကားကြီးကပွင့်သွားပါလိမ့်မယ်တကားလေးဝင်လာရင်ကျွန်တော်တို့ရပါပြီ okay လူကက်ဖက်ကမတ်တစ်ခုရပြီကျွန်တော်မှာဘယ်နှခုရှိမလဲ yeah 3ခု okay ကဲကျွန်တော်တို့တူရှိတာမရှင်ပဲသွားလို့ရတော့မယ်ကျွန်တော်ဒီနားဆော်ရွက်လေးနှိပ်လိုက်တာမီးလောင်ပြီးပျောက်သွားပါတယ်ဟာရောခုနအကောင်ဟုတ်တယ်အကောင်ခုနအကောင်တက်အကောင်ရော့အမဘယ်ရောက်သွားပြီလဲမရှိတော့ okay အဓိကမရှင်ဝဲလုပ်မယ်လေ yeahဒီတူရှိတာရဲ့ပထမမရှင်ဟာဒီကောင်ရှိကနေလူကဖက်ကမန်ကိုယူရမှာပဲဖြစ်ပါတယ်ဒါကျွန်တော်ခုနပြောခဲ့လို့ခန်းရောင်အလုံးလေးရှိတဲ့ NPC နဲ့တူပဲပေါ့ဗျာတကြုံပြီးရင်နောက်တကြုံဆက်သွားမယ်ပေါ့ okay let's go သွားမယ်ကဲအရှိဆိုရောက်ပြီအခုချိန်မှာဘယ်ဘက်အကောင်ဘောင်းဝင်ပါအောင်ညာဘက်အကောင်ပဲဘောင်းဝင်ပါတယ် okay ဒီကောင်လေးစကားပြောမယ် next နှိပ်ပေးလိုက်အမှ next နှိပ်ပေးလိုက်အမှဘလာဆိုတဲ့ဟာလေးနှိပ်လိုက် okay ကဲဒီကောင်မှမရှိတဲ့အတွက်နောက်တစ်နေရာထွက်သွားပါမယ်โอเคအခုရောက်နေတာက custom order C ပဲဖြစ်ပါတယ်ဒီနားမှာလှေရောင်းတဲ့ကောင်ရှိရပေါ့
ရဲဟိုရှိမှတွေ့လားโอเคဒီကောင်းမှရှိလားတော့မသိဘူး next yeah okay ကဲဒီကောင်းမှလည်းမရှိပါဘူးကျွန်တော် hydra သွားပါမယ် let's go ကဲ hydra တော့ရောက်ပြီဒီကောင်းနဲ့စကားပြောမယ်โอเคရပါသေးလို့ပဲဆူတောင်းတယ် oh my god ရောက်ရပါပြီ yay okay ပြန်သွားမယ် let's go ဗျာ let's go ကဲဒီနေရာတော့ရောက်ပြီတူရှိတာဒုတိယမရှင်ယူလိုက်မယ်ဒုတိယမရှင်က custom odyssey က pirate raid ကိုလောက်ရမှာပဲဖြစ်ပါတယ် okay let's go okay raid ကစားတော့မယ်ပေါ့ okay ကျုံးမယ်ဗျာโอเคအလူကက်ဖက်ကမန်အောင်တော့ရသွားပြီကျွန်တော်ရှိမှာအလူကက်ဖက်ကမန်က9ခုလားမသိဘူးကဲကြည့်လိုက်မယ် yeah ဟုတ်တာပေါ့ကဲကျွန်တော်ကူနာနေရာပြန်သွားလိုက်မယ် let's go โอเคကျွန်တော်ရောက်လာပြီကဲဒီတူရှိတာရဲ့နောက်ဆုံးမရှင်ကဘင်မောင်းကို2မိနစ်တွင်းနဲ့တက်ရမှာပဲဖြစ်ပါတယ်โอเค let's go yes spawn တော့မယ်ပေါ့ဘင်မောင်းဟိုဘင်မောင်းမဟုတ်ဘူးကိတ်ကွင်းကွာ oh my god ငါအပြင်ကိုထွက်သွားဟာโอเคကိုပြန်ကျုံးမယ်Oh my god ဗုဒ္ဓဖောင်မပြောင်းမနဲ့ကျွန်တော်ချနေရဗျဗုဒ္ဓဖောင်ပြောင်းမရတော့မယ်ကိတ်ကွင်းရဲ့ damage ရတော်တော်ကျန်းနေဟာသွားတော့ရှုပ်လို့တော့မရဘူး okay ကဲအဲ့ဒါနဲ့မနိုင်မဲသီးလို့ကျွန်တော်အပြင်မှာထွက်ချပါတယ်အပြင်မှာထွက်ချလည်းမရဘူးဒီကောင်ကြီးကတော်တော် OP ဖြစ်တာပဲ okay ကျုံးမယ်ဗျာအဲ့မှာကျွန်တော် flash တက်ခုံလိုက်တာအောက်ထဲရောက်သွားပါတယ်အောက်ထဲရောက်သွားတော့ဒီကောင် spray တွေတုံးလို့မရတော့ဘူးလေအိုးစောင်းရမ်းမိုက်တယ်ကွာကဲကျွန်တော်နောက်ဆုံးတော့လည်းနိုင်သွားပါတယ်โอเคအမှဘယ်နေရာမှမသိတဲ့နေရာကိုရောက်သွားပါတယ်โอเคပါကဲတူရှိတာဆိုတော့နတ်သားဆိုတော့နတ်သားနေရာကိုပဲရောက်မှာပေါ့ခုနရာမှာနတ်ဆိုးနေရာကိုရောက်တယ်ပြောရင်ငရဲနဲ့ကောင်းငင်ပေါ့ yeah အမှကျွန်တော်အယူကြောက်တွေတွေ့ရတယ်အယူကြောက်တွေကျုံးမယ်ဗျာ let's go ငါနဲ့စဉ်းစားမိရဘာလို့ကောင်းငင်မှာအယူကြောက်တွေရောက်နေရကောင်းငင်မှာနတ်သားတွေရှိမှာမဟုတ်ဘူးလားနည်းနည်းတော့စားတယ်ကွာဒါကြီးကโอเคထုံးစံတိုင်းပဲဝေးဟိုမှာတွေ့ပြီရဲနှိပ်လိုက်မယ်ဒီကဘောပါပေါ်လာမယ်live user ပဲဟော live user မဟုတ်ဘူးနော် live NPC ရဲကြိတ်တော့အကုန်လုံးကြိတ်မှာမသိဘူးဗျာအကုန်လုံးကြိတ်မှာကျွန်တော်ဘာမှနားမလဲနှစ်သားရဲ့နှစ်ဆိုးတွေဘာမှမသိဘူးကြိတ်မှာဗျာ CTK ရဖို့အရေးကြီးရဲ့ yes sir ဒီကောင်းနေနဲ့ငါ့ကိုမနိုင်တော့ဘူးဟာရောက်ကြီးမြေရောက်တဲ့ရောက်သွားပြီကဲနိုင်သွားပြီဆိုတော့ဒီကားပေါက်ရပွင့်သွားပြီ let's go okay ဒီညောင်ပြန်ရောက်ပြီကဲကျွန်တော်မှလူကက်ဖက်ကမန်6ခုဖြစ်သွားပြီ yeah ဟုတ်တာဗော okay ကဲစာရွက်လေးယူလိုက်မယ် yeah စာရွက်မီးလောင်သွားပြီခုနကျွန်တော်ယာမာယူထားရဗျာယာမာလေးမီးလောင်သွားပြီကဲမနေ့ကလေးအထားလေးပေးမယ်ယိုး oh my god ငါစစ်ကမာပဲ yeah okay ပါရောင်စလုံးမိုးရှင်းနဲ့ကြအစင်မပြေနေဘူးလေကွာ okay yeah ကဲအရှိမရိုးကြောက်ကြီးပေါ့ဒီရိုးကြောက်ကျွန်တော်တို့ကြိတ်ရမယ်ပေါ့ဗျာဒီဘောကိုယာမာနဲ့တူရှိတာကပဲ damage ပေးနိုင်တယ်ကျန်တဲ့ဆော့ရ damage မပေးနိုင်ဘူး yeah ဟုတ်ပါတယ်finally ကျွန်တော်နိုင်သွားပြီ yeah CTK ဘယ်မှာလဲအိုးရောက်လာပြီ CTK ရောက်လာပြီ yeah ဆောင်းရမိုက်တယ်ဗျာကဲဘရိုတို့လည်း CTK ကိုယူတတ်မယ်လို့ထင်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲအားလုံးပဲဘိုင်ဘိုင်ပါ